ကဲကျွန်တော်ပြောတဲ့အကြောင်းတရားကိုစကစအခြေအနေဘာဖြစ်နေပြီလဲဆိုတာကိုကျွန်တော်ပြောပြီဟိုတလောကကျွန်တော်ပြောခဲ့ဘူးလားရှိတယ်အေယာဝတီတိုင်းကဆရာမတယောက်ကသူ့ယောက်ျားကပုံမှုသူရှည်တန်းထွက်ရမယ်ရခိုင်ဒေတာကိုသွားတော့မယ်အချိန်တွေမှာအဖြူရောင်နဲ့ပတ်သက်တဲ့အရာတွေဝတ်ဆင်ယူဆောင်သွားခွင့်မရှိဘူးဆိုလို့သူ့ယောက်ျားကိုသူကသူ့ယောက်ျားဝတ်တဲ့စွတ်ကျဲအဖြူလေးကိုအတွင်းကန်ပေါင်းပြီးဖြစ်အဲ့ဒီလိုသူကချုပ်ပေးလိုက်တဲ့အချိန်မှာအဲ့ဒီအတွင်းကန်ပေါင်းပြီးကိုဖြတ်လိုက်ရင်ဟိုအလံဖြူထောင်လို့ရတဲ့ပုံစံမျိုးချုပ်ပေးလိုက်တာဗျာဒါအေယာဝတီတိုင်းကဆရာမတယောက်သူ့ယောက်ျားပုံမှုအခုသူ့ယောက်ျားကိုသူချုပ်ပေးလိုက်တဲ့အတွင်းကန်ပေါင်းပြီးလေးကိုသူကချုပ်ပြီးတော့ချုပ်ရိုးတွေခွာပြီးအလံဖြူထောင်ခဲ့တာပါဗျာဟုတ်ပလားအဲ့ဒီဆရာမကိုလည်းကျွန်တော်သိတယ်ကျွန်တော်ကဘာကြောင့်သိလဲဆိုကျွန်တော်ကအဲ့ဒီဆရာမဘောမလို့ကြောမလို့လည်းမဟုတ်ဘူးဗျလူလောကမှာဗျာလူတွေအားလုံးကိုချစ်ခင်နေတဲ့သူတွေကိုတည်ကြည်ပျက်စီးခြင်းခွဲခွာရခြင်းဆုံးပါရခြင်းဘယ်သူလိုချင်မှာလဲဗျာမင်းအောင်လှိုင်ကိုဘောမပြီးတည်ကြည်ပျက်စီးခြင်းခွဲခွာရခြင်းဆုံးပါရခြင်းဆိုတာနေပြည်တော်မှာလူ3ဦးပဲလုပ်တယ်နံပါတ်1ကမမောင်အောင်ပါဗျာပြန်ကြားရေးဝန်ကြီးမမောင်အောင်အဲ့ဒါလုပ်တယ်မကြအောင်ကျွန်တော်ထိန်းထားတယ်ကိုကျွန်တော်ရဲ့ဒီပိုင်ဆိုင်မှုအားလုံးအကုန်စွန့်လွတ်ထဲ့သွင်းပေးပြီးတော့တောက်ခံထားပါမယ်လို့ပြောတာမမောင်အောင်နံပါတ်2ကတော့ခင်းရီရခိုင်ဒေသတစ်ခုလုံးကြသွားရင်တောင်မှအဲ့ဒီရခိုင်နေစိတ်အေးလက်လူနေလို့မရအောင်ကျွန်တော်အားလုံးစီစဉ်ထားပြီးပြီအဲ့ဒီမှာရှိနေတဲ့သူတို့ပြောတဲ့သူတို့ကအရင်တုန်းကဘင်္ဂလီပေါ့ဗျာအခုကတော့ရိုပေါ့ဗျာအဲ့ဒါဒီအားလုံးကိုခဲယမ်းလက်နဲ့ရိတ်ခါအစားအသောက်ကိုအကုန်စီစဉ်ထားပြီးတော့ကျွန်တော်တို့ပါတီကတာဝန်ယူနိုင်ပါတယ်လို့ပြောတာခင်းကြီးနံပါတ်3ကနိုင်ငံတကာမှာရှိနေတဲ့အခြားကလောင်အဖွဲ့အစည်းတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခါလေကြာရင်အာရခတက်တော်နဲ့ရခိုင်ပြည်ကညီကိုမောင်နှမမြောင်အရန်တနာတယ်ရခိုင်ပြည်ရဲ့တိုက်ပွဲကအခြားတိုင်းရင်းသားတွေရဲ့တိုက်ပွဲနဲ့မတူဘူးဗျာအရန်ကိုအဆင့်မြင့်တဲ့နိုင်ငံရေးအရစစ်ပွဲရအရန်ကိုထူးခြားဆန်းပြတယ်နယ်မြေဒေသတိဆောက်ပုံဖြစ်တည်မှု geography ground တွေလုံးဝမတူဘူးဗျာအဲ့ဓာတွေကိုကြော်ဖြတ်ပြီးတိုက်ပြီးတဲ့အပြင်တောင်မှလူမျိုးရေးဘာသာရေးနိုင်ငံရေးနဲ့ geopolitics လို့ခေါ်တဲ့ပထဝီဒေသဆက်ဆက်မှုတွေကိုပါရခိုင်တပ်တော်ကရောလက်ရှိရခိုင်ပြည်သူတွေကရောရင်ဆိုင်ဖြတ်တန်းရမယ်ဆိုတဲ့အချက်၄ချက်ကျွန်တော်တွေ့တယ်ဒါပေမဲ့လွယ်လွယ်ကူကူဖြတ်တန်းနိုင်ပါတယ်လွယ်လွယ်ကူကူဆိုပေမဲ့လွယ်ပြီးတော့မှကူမဲ့လူနဲ့ဖြတ်တန်းရမှာကိုကျွန်တော်ပြောတာပါဒါကိုအာရခမောင်နှမတွေလက်ခံခြင်းမှလက်ခံမယ်လွယ်ပြီးတော့ကူတဲ့လူနဲ့ဖြတ်တန်းရမယ်ရခိုင်နိုင်ငံရေးကိုကျွန်တော်မြင်ပါတယ်ဥပမာဗျာကရင်ကတိုက်လိုက်ရင်ကရင်ပြည်နယ်ကြီးကိုကရင်တွေကစီမံကွက်ကွဲဖို့အတွက်အခြားသောလူမျိုးရေးဘာသာရေးအဲ့လောက်ဇက်ရှိန်မင်းမရှိဘူးဗျာတရားမှလည်းမရှိဘူးဗျာမွန်မှလည်းမရှိဘူးဗျာကချင်မှလည်းမရှိဘူးဗျာချင်းမှလည်းမရှိဘူးဗျာရခိုင်တစ်ခုတည်းရှိနေတဲ့ဆိုတဲ့ကဗမာနိုင်ငံသားတွေအားလုံးဒီကိုလိုနီအားလုံးတို့ရဲ့ဝင်ပေါက်
ကိုလိုနီအားလုံးတို့ရဲ့ခြေနင်းတက်လာတဲ့လှေကားတစ်ကရခိုင်ဖြစ်ခဲ့တယ်ဆိုတာကိုအခုလာမဲ့ကျွန်တော်တို့21ရာစုအလွန်မှာဒီဝင်ပေါက်ဒီလှေကားတစ်ကိုပဲနင်းကြတက်ကြမယ်ဆိုတာကိုလက်ခံပေးဖို့တော့လိုအပ်တယ်လက်မခံနိုင်ရင်လည်းစဉ်းစားဖို့လိုအပ်တယ်အခုဆိုရင်ဘင်္ဂလားဒေ့ရှ်မှာအကြမ်းဖက်နိုင်ငံတကာကလည်းကြီးညာခဲ့တဲ့ကောင်အခုပြည်ထဲရေးဌာနရဲ့အရန်အရေးပါတဲ့နေရာမှာရောက်ခဲ့ပြီအခုလက်ရှိဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်မှာအာဆာရီ RSO တွေအရင်တော့ဖြစ်ခဲ့တဲ့လူတွေပေါ့ဗျာအခုမြန်မာစစ်အစိုးရကလည်းထောက်ခံတဲ့အချက်တွေနဲ့တော်တော်ကြီးကိုအင်အားကောင်းကောင်းတီးဆောက်နေကြပြီဆိုတော့ကျွန်တော်တို့ကမတရားတာကိုမတရားဘူးပဲပြောတယ်အရင်စစ်အစိုးရကအဲ့ဒီမှာရှိနေတဲ့အစ္စလမ်ဘာသာဝင်တွေကိုနော်ဝိုက်ကတ်တွေထုတ်ပေးပြီးတော့မှအာဏာရလာတဲ့အချိန်မှာဖိနှိပ်ချိုးချပြီးတဲ့အပြင်နောက်တစ်ချိန်မှာသူတို့ရဲ့ရွာတွေနေတွေလူမျိုးရေးတွေဘာသာရေးတွေခွဲခြားပြီးတော့တပ်ဖြတ်နှိမ်နှင်းခြေမှုံးဆိုတဲ့အခြေအနေမျိုးတွေမှာဒေါ်အောင်ဆန်းစုကြည်ကတော့မှ ICJ မှာသွားထွက်တဲ့အချိန်မှာမြန်မာနိုင်ငံရဲ့ဖြတ်လေးပြအကြောင်းကိုပြောခဲ့တာရှိတယ်ဗျခင်ဗျားတို့Facebook ပေါ်ကတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းလေးကြောင်းနေမဖတ်ကြပါနဲ့လားဗျာအဲ့ဒီ ICJ ကပြောတဲ့ဥစ္စာတွေဒေါ်စုလျှောက်လွှဲတာတွေဟိုဘက်ကပြန်ပြီးတော့ဆုံးဖြတ်တာတွေကိုခင်ဗျားတို့ AI နဲ့ကြည့်ကြပါလားလို့ကျွန်တော်လောက်ပဲပြောချင်တယ်အဲ့ဒီမှာ clearance operation ဆိုတဲ့ဥစ္စာကိုကျွန်တော် journalist တယောက်အနေနဲ့အရင်ဆုံးကျွန်တော်ဖော်ပြခဲ့တာနော်ကျွန်တော်ပုံပွင့်လင်းပဲပြောတာရှင်းလင်းတုတ်တန်ရေးဆိုင်ရာစီမံကိန်းဆိုတော့ပြောတာကျွန်တော်ဗျနာဂစ်တုံးကလည်း crimes against negligence ဆိုပြီးတော့ပြောခဲ့တာလေကျွန်တော်ပဲရာဇဝတ်မှုကိုမသိကြိုးကြွပြုတော်သူတွေအားလုံးဟာရာဇဝတ်မှုဖြစ်တယ်လို့ပြောခဲ့တာကျွန်တော်ဗျကျွန်တော်ခိုးရှဲဗျကျွန်တော်မဟုတ်တာလည်းမပြောဘူးရာဇဝတ်မှုပြုနေတာကိုမသိကြိုးကြွပြုတော်သူများအားလုံးကလည်းအဲ့ဒီရာဇဝတ်မှုနဲ့အတူကျူးလွန်သူများဖြစ်တယ်လို့ပြောခဲ့တာဗျ Times သတင်းစာကြီးမှာကျွန်တော်ရေးခဲ့တာ crimes against negligence ဟုတ်ပြီနော်ဆိုတော့ခင်ဗျားတို့ရဲ့ပြဿနာကဘာလဲဆိုတော့ဟာအေယာဝတီတိုင်းကိုဝိုးတဲ့ရခိုင်တွေဝင်လာတော့မယ်အေယာဝတီသားတွေရဲ့နော်ဒီလိုလက်ခံရမလားဆိုတဲ့ကောင်ထပြောနေတယ်ဗျာကျွန်တော်မွေးမြင့်အဆင့်လောက်ရှိတဲ့ကောင်တွေဗျာဒါဆိုရင်သူများဒေတာအေယာဝတီတိုင်းမဟုတ်တဲ့ကရင်ပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်အဲ့ဒီလိုမင်းတို့ဝင်ပြီးအုပ်ချုပ်ခဲ့တာကရောတရားခဲ့သလားမအေးလို့ရဲ့မင်းလို့ပြီးဒီစကလုံးကိုပြောပါလားတိုင်းရင်းသားတွေအကုန်ကြေကွဲသွားပြီကွာပျက်စီးသွားပြီကွာမအေးလို့ကြော်မျိုးမင်းမအေးလို့လေကျွန်တော်ရိုင်းသွားရင်ခွဲလို့ပါအမှန်ပြောတာပါမအေးလို့နှစ်ပြားတစ်ပဲလောက်စားရတဲ့အစားတောက်နေမဟောင်းနဲ့ကွာဒီတိုင်းပြည်ကြီးကမအေးလို့တခေါ်ကြဖို့မအေးလို့ DSA တွေနဲ့ဒီတိုင်းပြည်ပြက်စီးသွားတယ်ပြက်စင်ပြင်ခနာကွာမအေးလို့စစ်တပ်ပြက်သွားရင်ငါပြင်ပေးမယ်မအေးလို့လေးတွေဘောမတွေဘာဖြစ်လို့အဲ့လောက်တ
တိုင်းပြည်ကြီးကိုမအေးလိုချင်နေရတာဒါကိုပြောနေတာမင်းအွန်လိုင်းပိုင်ဆိုင်မှုကမင်းအမေလင်မင်းအမေဘဝဆက်ဆက်တန်တရားဆက်ဆက်ပိုင်ဆိုင်ထားတာတက်ကိုများနေတယ်အဲ့ဒါငါပြည်သူတွေရဲ့ပတ်စံနေမအေးလိုတယ်ငါအမေရိကန်နိုင်ငံကငါဇူကာဘတ်ကိုလည်းမကြောက်ဘူးငါမန်တိုင်းပြောနေတာငါအာဆတ်ကိုအကြောင်းငါဇူကာဘတ်ကိုပါစင်နဲ့အီးမေးလ်ပို့ပြီးရှင်းပြတယ်ငါဒါပြောမယ်ဆိုပြီးတော့အာဆတ်ခေါ်သွားတာအာဆတ်ယူသွားတာစီးရီးယားပြည်သူတွေရဲ့ပတ်စံနေကွာမေးလို့လေလူလူကိုပြောလို့မရလို့တလိษံစကားပြောနေရတယ်ငါလို့မှပါလေငါပဲရိုင်းတယ်လို့ပညာမတတ်တယ်လို့ဖြစ်ရတယ်အေးလူတွေ ABCD ကောင်းကောင်းမတတ်ပဲနဲ့ငါလို့မှပါလေကြာတော့ငါစောင့်မြန်ကတ်ပြီးတော့မဆဲလို့မရတော့အောင်ဖြစ်လာမင်းအေယာဝတီတိုင်းတစ်ခုပဲပြောရသလားကွာမင်းလို့တွေရဲ့တိုင်းပြည်လုံးကရင်ကချင်ကရမွန်ရခိုင်မြန်မာရှမ်းချင်းမင်းတို့မတရားလုပ်ခဲ့ပြီးတော့မင်းတို့ရဲ့အဘတွေစီးစိမ်ချမ်းသာနေတဲ့သားစဉ်မြေးဆက်တွေနိုင်ငံတကာမှာကြောင်းတက်ကုမ္ပဏီတွေထောင်ဗမာပြည်သူတွေကိုပြန်နှိပ်စက်ခဲ့တဲ့ကိစ္စတွေကိုမအေးလို့တွေငါ့ကိုရှင်းစမ်းကွာလုံးမပါလေနှစ်ပေါင်းနေသလားကွာစောက်အရေးချင်းမရှိတာဒီကိုထောက်ခံမအေးလို့တွေခွေးတဲ့မြက်ပါဇက်သေးရောက်တယ်လို့တရီတ냐 냐ဝါလို့ရမလားဆိုပြီးတော့ထင်းရက်လုံးမြှော်ပြီးတော့စကားပြောနေတဲ့ကောင်မအေးလို့တွေကဲမင်းအောင်လိုက်ကြဆုံးမယ် PDF တွေမင်းတို့လိုချင်တဲ့ရန်ပုံငွေအန်ယူဂျီမှာမတောင်းနဲ့ငါမှတောင်းအမြဲတမ်းနေအကုန်ထင်းချုံလိုက်တော့ငါပထမပြောပြီးပြီငါဖြဲပြီဟုတ်ပြီနော်အဲ့ဒီမေလိုးတွေကိုအကုန်ဖမ်းမတတ်နဲ့ငါလူတတ်တာမကြိုက်ဘူးငါလူမတတ်ဘူးလူတတ်တဲ့ဝါဒကိုအားမပေးဘူးအခုဖြူဖြူထွေးကိုမင်းတို့ချင်းချောင်းနေတာကိုလည်းငါမကြိုက်ဘူးဘာဖြစ်လို့တောစင်တဲ့ဘုတ်ကကွာရေငန်တော့မျက်ချောက်စားစောက်ပေါက်ပန်းလေးစာစတိတ်ခုံပေါ်မှာတွန်းပြဒန်းပြပြီးတော့အမှုပညာရှင်ဆိုပြီးဖြစ်လာမင်းတို့ကအဲ့ဒါကိုအမေစုကိုစော်ကားတယ်ဘာကိုစော်ကားတယ်ဟုတ်တယ်ဒါမဲ့တတ်တဲ့အဆင့်လောက်ထိတော့ငါအားမပေးဘူးပြစ်ဒဏ်ပေးနိုင်တဲ့အဆင့်ကိုတော့ငါအားပေးဟုတ်ပြီနော်လူတက်ပြီးဖြည့်ရှင်းတာကိုငါလက်မခံဘူးကဲရပြီလားခုနမအေးလို့တွေရောရသလားဒါပဲအဲ့ဒါမင်းတို့အမေလင်းဘိုးရှေပြောတာရအောင်ငါလုပ်အောင်မယ်မင်းတို့အေးလို့တွေကွာတိုင်းရင်သားဘောင်းစုံနှစ်ပေါင်း80ကျော်ကွာမင်းတို့ဒုက္ခပေးပြီးတော့မှအေယာဝတီတိုင်းမြို့အဆက်လောက်ကိုအေးရောက်လာပြီဆိုပြီးတော့မအေးလို့တွေမြန်မာသွေးပြရမယ်တို့ဘာပြရမယ်တို့ညာပြရမယ်တို့ငါလုံးမသားတွေနှစ်80ကျော်ကွာသူများနေမြေပေါ်မှာနေလာတာသူများတွေအဲ့လိုပြောခဲ့လားကွာမအေးလို့များရဲ့ငါစုကဘက်ကိုပြောပြီးပြီနော်ငါဒါပြောဖို့ငါလုံးမသားတွေကဲရပြီဒုတိယသွားမယ်မင်းအောင်လိုင်းမှာဘာမှရှိတော့ဘူးနော်ဘာမှရှိတော့ဘူးအញ្ញံလန်းနေထိန်းချုပ်လိုက်တော့လူသူလိတ်ရိတ်ခါလက်နဲ့အထောက်ပံ့ပို့ဖို့ဒီအញ្ញံလန်းနေအကုန်ထိန်းချုပ်လိုက်တော့ပွက်သိမ်းသွားပြီ
ငါပထမပြောပြီးထိန်းချုပ်လိုက်နံပါတ်1ပြောမယ်ရုရှားဘလောက်တော့အချင်းနေဆိုးတယ်တိလားဘာစောက်နိုင်ငံရေးအရေးချင်းမှမရှိဘူးအဲ့လိုစောက်နိုင်ငံရေးအရေးချင်းမရှိတဲ့အာဆတ်အုပ်ချုပ်တဲ့အချိန်မှာရုရှားကသူ့ရဲ့ Mediterranean Sea ထွက်ပေါက်ဟိုကောင်မအေလို့နေစင်လားလူချင်းတွေ့ရင်ဖင်းလှမ်းမှာမင်းငါလို့မှာကကိုကဲဖတ်ပြီးရေးချင်အရေးနေတာဘာစောက်တွင်တဲ့မှမသိငါဇူကာဘက်ကိုပြောပြီးငါဒီစကလုံးပြောနေတာမအေလို့ငါကြမ်းပြီမတရားလုပ်နေကြလို့မတရားအစိတ်တွေခန့်နေကြလို့အမှန်တရားတွေကိုမပြောကြလို့အဲ့လိုတွားလို့လားစီးရီးယားပြည်သူတွေကိုစီးရီးယားရတဲ့အကျိုးမြတ်တွေနဲ့နှိပ်စက်တာကွာစီးရီးယားပြည်သူတွေတေကြတယ်ကွာအစ္စလမ်တွေသူအစ္စလမ်ဖြစ်တာငါနဲ့မဆိုင်ဘူးသူလူသားဖြစ်တာငါနဲ့ဆိုင်တယ်ငါငိုတယ်အဲ့ဒီချိန်ကသူအစ္စလမ်နဲ့ခရစ်ယာန်တွေငါစိတ်ဝင်စားဘူးလူသားချင်းတွေအဲ့လိုတတ်တာကွာရုရှားနောက်ဆုံးတိုက်ပွဲမှာတော့အဲ့လိုတတ်တာလေဘုံကျဲပြီးတော့နောက်ဆုံးစောက်အခြေအနေမမှန်တော့မှရုရှားကနောက်ဆုံးလိုက်တာမဲလို့နေစင်လားမဲရရေးလေမဲလို့ရဲ့သူများမိမကြာကူလီရိုက်ပြီးအမွေနဲ့ထိုင်စားတဲ့ခွေးသားဖောက်ပြီးလှုပ်တဲ့ကောင်ကတောက်တာပွဲတဲ့မဲလို့မင်းဖေကိုငါလှန်လို့မယ်မင်းထမိုက်တယ်ကွာမင်းထသမိုင်းရှိတယ်ကွာမင်းထမျိုးရိုးရှိတယ်ကွာမဲလို့ရဲ့လို့မှာလားအဲ့ဒါကိုမင်းအောင်လည်းအမျိုးသားစာပေစုပေးတာကွာလို့ခွဲချင်းဖင်ဆက်တဲ့မျိုးတွေထွက်လက်ထက်မှာငါတောင်းယူရမယ့်အပိုင်းတွေရှိလာပြီနော်တွင်မင်းတို့နဲ့ငါတွင်အခုတရုတ်ကိစ္စဆက်ပြောမယ်တရုတ်ကမြင်သွားပြီပြီးကမှဆွေးနွေးတယ်ဗမာကြီးနေတာလေတရုတ်သိတယ်လေရင်ဘုံတွေတရုတ်ပုတ်ပေးနေတယ်တရုတ်ကဲဆန်းနေတယ်အခုမင်းအောင်လှိုင်ကဘလောက်တောင်အခြေအနေဆိုးလဲဆိုတော့2025ရွေးကောက်ပွဲကိုအားလုံးတည်ငြိမ်အောင်လေရင်ဘုံကျဲပြီးထိမ့်သိမ့်မယ်တဲ့ဟာဟာဟာငါတွေးကြည့်တယ်ခင်ကြီးပြန်ကြားရေးဝန်ကြီးမင်းအောင်လှိုင်ကိုမြောက်ပေးနေတာအဲ့မျိုးကြီးတက်သိမ်းနေတာလက်ခုပ်တီးပြီးတော့ဩဘာပေးအားကစားပွဲတော့ပိတ်ပွဲကြီးတွေဘာကြီးတွေညာကြီးတွေပြောနေတဲ့ပြန်ကြားရေးဝန်ကြီးရဲ့မြောက်ကြားမှုနဲ့မင်းအောင်လှိုင်လုပ်နေရတာမင်းအောင်လှိုင်ဆိုတာဘာဆောက်ဆဲမှမရှိဘူးတက်ထောက်ကလာတယ်ရွှေတရိကံကိုရောက်သွားတယ်စိုင်းတော်ခန်းကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကဖမ်းတယ်စိုင်းတော်ခန်းပစ္စည်းတွေအကုန်သိမ်းတယ်သိမ်းပြီးတော့ဘူတန်းရွှေကိုလာအပ်တယ်ဘူတန်းရွှေကသဘောကျတော်မူတယ်ရခင်သဘောကျထားတဲ့မြစ်အောင်ကိုထောင်ထဲထည့်လိုက်တယ်ပအုပ်တထုံသားโอเคနော်မြစ်အောင်ရဲ့အမျိုးတွေမောင်နှမတွေတော့ငါနဲ့သိတယ်ငါမွန်ပြည်နယ်ဘလူးကျွန်းသားဟုတ်ပြီလားဆွေကြီးမျိုးကြီးမင်းအောင်လှိုင်တို့လူကျူးကျူးလှတို့လူဖာဖြစ်ဖြစ်မဖြစ်ရင်ဖာကောင်းဖာဆွဲလုပ်တဲ့အဆင့်နဲ့ဗမာနိုင်ငံရေးပေါ်တက်လာတာမဟုတ်ဘူးဟုတ်ပြီလားစနစ်တကျ
လေးတန်းကြောင်းသားတွေကတေဇသူ့နေမဘူဇန္နာဝိဝေတွေကိုအကုန်ဇတ်တော်ကြီး10ဘွဲကိုဖြတ်တန်းပြီးတော့မှအမြဲတမ်းစာပေလောကကိုဖြတ်တန်းပြီးကြီးပြင်းလာတဲ့ကောင်ကွာမင်းတို့လိုပေါက်ပန်း40ဟုတ်ပြီလားတိုင်းပြည်ကြီးကိုငါတို့ဖြစ်ချင်တယ်လို့ပဲဒီတိုင်းပြည်ဖြစ်ရမယ်မင်းတို့ဖြစ်ချင်တယ်လို့ဖြစ်လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့လောက်တာကတော့တိတ်များလွန်းတဲ့ DSA ဟမ် DSA ဆိုတာနိုင်ငံတော်ကာကွယ်တဲ့ကြောင်းကာကွယ်တဲ့ခေါင်းဆောင်တွေမွေးထုတ်တာအခုကရုရှားသွားခေါ်တဲ့ကောင်တရုတ်သွားခေါ်တဲ့ကောင်အဲ့ဒီကောင်เนี่ยကာကွယ်တဲ့ကောင်လားလို့မေးကြင်တာ What the fuck ငါဇူကာဘတ်မှာခွင့်တောင်းပြီးဆဲတာနော် What the fuck ဟုတ်လားမင်းတို့ကိစ္စပြီးသွားပြီမင်းတို့ပြောငါစိတ်ဝင်စားဘူးအဲ့ဒီကောင်မတွေအကောင်ထီးတွေငါတကောင်မှမသိဘူးငါသိဖို့လည်းမလုပ်ဘူးစောက်ဖက်လည်းမလုပ်ဘူးဟုတ်ပြီနော်ငါအလှခံစားပြီးရေတောက်တဲ့ကောင်လည်းမဟုတ်ဘူးထမင်းစားတဲ့ကောင်လည်းမဟုတ်ဘူးနိုင်ငံရေးစောက်ကြီးစောက်ကျယ်ပြောတဲ့ကောင်လည်းမဟုတ်ဘူးဘသူစီမှရေတစ်ခွက်ထမင်းတစ်လုံးမစားဘူးထားဘူးဟုတ်ပြီနော်စောက်ကြီးစောက်ကျယ်တွေလာမပြောနဲ့ကျွေးဘူးငွေဘူးတိုက်ဘူးတဲ့ကုသူရှိရင်တက်ခဲ့ဟုတ်ပြီလားအဲ့လောက်ပြတ်တယ်ငါတိုင်းပြည်ငါချစ်တယ်မတရားလှုပ်ထားတာတွေကိုငါကတရားဓမ္မနဲ့ဖယ်ရှားခြင်းနဲ့လူဒဝါဒတော့ငါမကျင့်သုံးဘူးမင်းတို့အားလုံး2025မှာဘိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုကြာဆုံးရမယ်တော်လှန်ရေးအဖွဲ့တွေရည်မှန်းချက်သလိုမင်းတို့အားလုံးပျောက်ဆုံးရမယ်အဲ့ဒီကြာဆုံးခြင်းပျောက်ဆုံးခြင်းနဲ့အတူနိုင်ငံတော်တဲ့တိုင်းရင်သားညီကိုမောင်နှမတွေမျှော်လင့်သောအနာဂတ်တဲ့အတွက်ငါသည်ဥဒ္ဒချက်သဲတဝက်ပါဝင်ဆောင်ရွက်ပြီးမတရားမှုနဲ့တခိုးကြဘိုးများအောက်တန်းစားများကိုတွန်းလှန်သောသူအဲ့ဒီလိုတွန်းလှန်သောသူများကိုအားပေးပခုံးထမ်းခဲ့သောသူအဖြစ်နဲ့ရက်တီသွားရန်ရှိပါကြောင်းကျေးဇူးတင်ပါတယ်ရိုင်းဆိုင်သွားတာတွေကိုဇူကာဘတ်ကိုခွင့်တောင်းပြီးရိုင်းဆိုင်ဆိုင်ပြောခဲ့ခြင်းသာဖြစ်တဲ့အတွက်နားလေတော့မူကြပါခင်ဗျာကျေးဇူးတင်ပါကိုရှယ်လေးပါ